ပါမလားကြုံနောက်ကြုံတဲ့အခွင့်အရေးကြီးတစ်ခုပါမယ်ဆိုရင်တော့နံပါတ်1အရေးပြတ်ခံနိုင်ရမယ်နံပါတ်2ကိုရှိမှာ positive mindset တွေရှိနေရမယ်အကောင်းမြင်အတွေးတွေဒါဆိုရင်တော့မနေ့ပြန် February လ12ရက်နေ့မနေ့4နာရီကိုမြန်မာနိုင်ငံကသူတွေနော် ready ပြင်ထားလိုက်တော့ကျွန်မတခါပြောမှုတဲ့ work for peace လမ်းလျှောက်တဲ့ပွဲအောင်မြင်စွာနဲ့ပြီးဆုံးသွားပြီဖြစ်တဲ့အတွက်သူတို့ Washington DC ရဲ့အချိန်နဲ့ပိတ်ပွဲတကယ်ပါလုံးအတိုင်းအတာနဲ့ပါဝင်ပြီးတရားထိုင်လို့ရအောင်သူတို့ကတော့ February 17ရက်နေ့ညနေ4နာရီခွဲဖြစ်လိမ့်မယ် let me check ဟုတ်ကဲ့ဆိုတော့ကျမတို့မြန်မာနိုင်ငံအနေနဲ့မနေ့ပြန် February 12ရက်နေ့မနေ့4နာရီမှာစတင်ပြီးတော့ကျမတို့တရားထိုင်ကြမယ်ဒီမှာကျမအခုတင်ပေးထားတယ်ပေါ့နော် Work for Peace Official ရဲ့ TikTok အကောင့်မှာလည်းသွားပြီးတော့လေ့လာလို့ရတယ် live အနေနဲ့လွှင့်ပေးလိမ့်မယ်ပေါ့နော်ဆိုတော့ကျမတို့လုပ်ရမှာကဘာလဲဆိုတော့မနေ့မှာ4နာရီမှာ ready လုပ်ပြီးတော့ကိုယ့်ရဲ့အိမ်ကြီးအိယာထဲကပဲလေရတယ်တရားထိုင်မေတ္တာဘာဝနာဖို့အဓိကဘာသာမတူလဲပြဿနာမရှိဘူးကိုအရင်ဆုံးငြိမ်းချမ်းပါစေမေတ္တာဖို့ပြီးရင်တော့တကဘာလုံးအတိုင်းအတာနဲ့ငြိမ်းအေးချမ်းသာရှိကြဖို့ကျမတို့အတွင်းထဲမှာရှိတဲ့မေတ္တာဓာတ်တွေကိုဖြန့်ဝေပေးခြင်းစိတ်စောထက်သန်ပြီးတော့ငြိမ်းချမ်းဖြန့်ဝေပေးဖို့ပါပဲအရင်ဆုံး clear ဖြစ်သွားအောင်လို့ဝင်လေထွက်လေတွေရှူပြီးတော့ဒါတရားဘာဝနာပွားများအားထုတ်တာပေါ့အာယုံစူးစိုက်ပြီးမေတ္တာပို့လွှတ်ပေးတာပါပဲတခြားကြီးမမားထူးကဲတော့မဟုတ်ဘူးဆိုတော့ကျမအချိန်နေနဲ့ပတ်သက်ပြီးတော့ဒီမှာဖော်ပြပေးမယ်ပေါ့နော်ဆိုတော့အကယ်၍ကိုက China လာအို Cambodia Vietnam အာဆီယံနိုင်ငံတွေမှာနေတယ်ဆိုရင်တော့ February 12ရက်နေ့မနေ့4နာရီခွဲဖြစ်မယ်စင်ကာပူမလေးရှားဖိလစ်ပိုင်အင်ဒိုနီးရှားဆိုရင်တော့သူကဗဟိုစံတော်ချိန်နဲ့ပဲသတ်မှတ်လိုက်တယ်မနေ့9နာရီခွဲပေါ့နော် February လ Okay မြန်မာပြည်အများဆုံးရှိတာကတော့ Korea Japan စသည်အပြင်ကတော့ February 12ရက်နေ့မနေ့6နာရီခွဲဖြစ်လိမ့်မယ်ကျမတို့နော် American ဥရောပစသည်အပြင်အနောက်နိုင်ငံတွေအနေနဲ့ဆိုတော့သူတို့ရဲ့ Eastern Time ကိုယူတယ် New York Washington DC ဆိုရင်ညနေ4နာရီခွဲပေါ့ February 17ရက်နေ့ဖြစ်မယ်Central Time အနေနဲ့ဆိုရင်တော့ Chicago ဆိုရင်3နာရီခွဲ February 17ပေါ့နော် Pacific Time နဲ့ယူမယ်ဆိုရင်တော့ California Los Angeles ဆိုရင်တော့နေ့လေ1နာရီခွဲဖြစ်မယ်ပေါ့ February 17နဲ့ဆိုရင်တော့ဒီဥရောပဘက်က UK London ဘက်ဆိုရင်ည9နာရီခွဲ February 17နော်ဥရောပအလယ်ပိုင်းဒီ Germany ပြင်သစ် Norway စသည်အပြင်ဆိုရင်တော့10နာရီခွဲ February 17ဖြစ်မယ်ပေါ့ Australia ဘက်ဖြစ်တဲ့ဒီ Sydney တို့ Melbourne တို့ဆိုရင်တော့ February 12ရက်နေ့မနေ့8နာရီခွဲဖြစ်မယ်ပေါ့နော်ဆိုတော့ okay guys if you see my video but you are not Myanmar living in Myanmar or you are other nationality and living in other countries never mind I like to invite you to honor the finally Work for Peace event by joining meditation okay